Casemiro ကဒီနွေရာသီမှာ Manchester United မှထွက်ခွာပြီး Manchester United က Casemiro ဟာဒီနွေရာသီမှာစာချုပ်သက်တမ်းကုန်ဆုံးမှုနဲ့အတူအသင်းမှထွက်ခွာမယ်ဆိုတာကိုတရားဝင်အတည်ပြုလိုက်ပါပြီ United အတွက်4ရာသီကစားခဲ့တဲ့ Brazil ကျေပွင့်ဟာပွဲပေါင်း146ပွဲပါဝင်ကစားခဲ့ပြီးတွင်းကို21ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်အတွေ့အကြုံပြည့်ဝတဲ့ကွင်းလယ်လူ Casemiro ကို2022ဩဂုတ်လမှာ Old Trafford ကိုခေါ်ယူခဲ့ပြီးသူ့ရဲ့ခိုင်မာတဲ့ကစားပုံအရေးကြီးချိန်တွေမှာဂိုးသွင်းပေးနိုင်မှုကြောင့်ပရိသတ်တွေရဲ့အချစ်ကိုအလင်းအမြန်ရရှိခဲ့သူပါ2023 Carabao Cup Final မှာ United ကိုအနိုင်ရရှိစေရန်အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပြီး2024မှာတော့ Emirates Cup ကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်Casemiro က United နဲ့ပတ်သက်ပြီး Manchester United ကိုကျွန်တော်ဘဝတစ်လျှောက်လုံးနှလုံးသားထဲမှာထားရှိသွားမှာပါ Old Trafford ကိုပထမဆုံးဝင်ရောက်ခဲ့တဲ့နေ့ကစပြီးဒီကလပ်ရဲ့စိတ်အားထက်သန်မှုနဲ့ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုခံစားခဲ့ရပါတယ်ဒါဟာနှုတ်ဆက်ရမယ့်အချိန်မဟုတ်သေးပါဘူးလာမယ့်၄လအတွင်းအမှတ်တရတွေထပ်မံဖန်တီးခြင်းပါသေးတယ်လို့ပြောကြားခဲ့ပါတယ် Casemiro က United အတွက် legend တစ်ယောက်ဖြစ်ခဲ့လားပရိသတ်တို့ပြောပေးသွားကြပါဦး